သူများနဲ့မတူအောင်စဉ်းစားတဲ့ပုံစံနီလန်နှစ်မျိုးမျှဝေပေးမယ်ဒီလိုစဉ်းစားဖို့အတွက်ကိုအကြောင်းတွေကသင်ကြားပေးတယ်ဘယ်သူတွေကိုအထူးသဖြင့်သင်ကြားလဲဆိုရင် project manager ကျွန်တော်တို့လို project management နဲ့ကြောင်းပြီးထားတဲ့သူတွေကိုသင်ကြားပေးတယ်ဒါပေမဲ့လက်တွေ့ဘဝမှာပါအများကြီးထည့်သွင်းပြီးတော့အသုံးချလို့ရတယ်လူတစ်ယောက်ကိုလုံးဝပြောင်းလဲသွားစေနိုင်တဲ့အလိအကျင့်မျိုးလည်းဖြစ်သွားနိုင်တာကြောင့်ကျွန်တော်မိတ်ဆွေတို့ကိုမျှဝေပေးတာပထမဆုံး project ဆိုတဲ့သဘောတဘာဝကအစနဲ့အဆုံးနဲ့ရှိတဲ့အရာမှန်သမျှဒီ project ပဲအဲ့တော့ကျွန်တော်တို့လူဘဝကြီးကလည်းအစနဲ့အဆုံးနဲ့ရှိတယ်ကျွန်တော်တို့ coffee တစ်ခွက်တောက်မယ် coffee ဖြော်တဲ့အဆင့်ကနေတောက်ပြီးတဲ့အဆင့်ပကံစီးပြီးတဲ့အဆင့်အထိအဆုံးရှိတယ်အစိတ်ပိုင်းလေးတွေအားလုံးဒီအစအဆုံးရှိတယ်စီးပွားရေးလုပ်လည်းအစအဆုံးရှိတယ်ကျောင်းလည်းအခြေခံကအခြေခံအလယ်တန်းကအလယ်တန်းအထက်တန်းကအထက်တန်းစသည်ဖြင့်အစိတ်ပိုင်းများစွာအစအဆုံးကိုစီရှိတာမလို့အဲ့ဒီအတွေးခေါ်တွေအကုန်လုံးကိုချိန်တဲ့နေရာမှာယူတော့ကျွန်တော်မိတ်ဆွေမုတ်ဝယ်စားတာပဲဖြစ်ဖြစ်ဒါတွေထည့်သွင်းပြီးတော့စဉ်းစားလိုက်ရင်သူများနဲ့မတူဘဲနဲ့ကိုကတွေးတတ်ခေါ်တတ်လုတ်ကင်တတ်သွားလိမ့်မယ် content တွေဖန်တီးတဲ့နေရာမှာလည်းကျွန်တော်စဉ်းစားတဲ့ပုံစံဒီလိုပဲပထမတစ်မျိုးကဘာလဲဆိုရင် critical thinking အင်္ဂလိပ်လိုပြောရင်ရှုပ်ပါတယ်လေးလေးနက်နက်ချွန်ထက်ပြီးတော့သူ့ရောက်ပြီးတော့ထိုးဖောက်ပြီးတော့တခုခုကိုစဉ်းစားတာပေါ့ဗျာအဲ့ဒါကို critical thinking လို့ခေါ်တယ်အဲ့လို critical thinking ကိုဘယ်လိုစဉ်းစားမလဲအကြောင်းအရာတစ်ခုခုပေါ်မှာ critical thinking နဲ့စဉ်းစားတဲ့သူနဲ့မစဉ်းစားတဲ့သူနဲ့အကြောင်းကိုကျွန်တော်အရင်ပြောပြ critical thinking မရှိတဲ့သူကကျွန်တော်မေ့ဆိုသူကနေရွက်တစ်ဖက်ပဲပါတယ်ဆိုလိုချင်တာကတစ်ဖက်ကပြောလိုက်တာနဲ့အဲ့တစ်ဖက်ကပြောတဲ့အကြောင်းအရာပေါ်မှာပဲဟာဟုတ်လားဆိုပြီးတော့စီမျောသွားတယ်နောက်ပြီးတော့ပါဇက်နှမျိုးရှိတယ်သူထင်ကျင်တဲ့အရာကို तू ပြောတော့မှာဒီဘက်ကကြားတဲ့အရာကိုဒီလူကိုတစ်မျိုးပြောရင်ပြောမယ် तू ထင်တာကိုနောက်တစ်မျိုးဟိုဘက်ကိုလှည့်ပြောရင်ပြောတော့မယ်အဲ့တော့နေရွက်တစ်ဖက်ပါဇက်ကနှစ်ခုဘာကြောင့်လဲဆိုတော့ तू စဉ်းစားထားတဲ့အကြောင်းအရာတွေအားလုံးဒီအမှန်တရားပေါ်မှာအခြေခံထားတာမဟုတ်ဘူး facts အချက်အလက်တွေအားလုံးပေါ်မှာအခြေခံထားတာမဟုတ်ဘူးအဲ့တော့ critical thinking အားတာတဲ့သူကနေရွက်အမြဲနှစ်ဖက်ပါတယ်ကျွန်တော်မိတ်ဆွေက professional တယောက်ဝန်ထမ်းတွေအများကြီးကိုချုပ်ကင်နေရတယ်ဒီလူကလာတိုင်မယ်ဟိုကောင်ကဒီလိုလုပ်သွားလားအေးဟုတ်လားနားထောင်လိုက်တယ်ဒါပေမဲ့အဲ့ဒီပုံမှာဆုံးဖြတ်ချက်မချဘူးနောက်တစ်ယောက်လားမင်းတို့နှစ်ယောက်ပြဿနာဖြစ်တဲ့နှစ်ယောက်လားဒီဘက်ကကောဘယ်လိုပြောတာလဲအဲ့ဒီအကြောင်းအရာပေါ်မှာနှစ်ဖက်ခွပြီးတော့နားထောင်တယ်နားထောင်ပြီးသွားရင်အချက်လက်တွေကိုစီကာစင်ကာနဲ့စတင်ပြီးတော့သုံးသပ်တယ်ဒါကဖြစ်နိုင်ခြေရှိရလားဒါကဖြစ်နိုင်ခြေမရှိတာလားအချက်အလက်ကဘာတွေလဲဆိုတော့ကိုလေ့လာသုံးသပ်တယ်အဲ့လို critical thinking အားကောင်းတဲ့သူတယောက်က social media ပေါ်မှာစာကြောင်းတစ်ကြောင်းမြင်လိုက်တာဓာတ်ပုံတစ်ခုမြင်လိုက်တာဗီဒီယိုတစ်ခုမြင်လိုက်တာအဲ့ဒါတွေမြင်လိုက်တာနဲ့သူများကို judge မလုပ်လိုက်ဘူးလွယ်လွယ်လေးနဲ့သူကတတိချာချာနဲ့အရင်စဉ်းစားကြည့်တယ်ဒုတိယတစ်ဆင့် critical thinking အားတာတဲ့သူက root cause ကိုရှာတယ် symptom ကိုမရှာဘူးအဲ့နှစ်ခုကိုကျွန်တော်မြန်မာလိုတဲကွဲအောင်ပြောပြမယ်ကျွန်တော်မိတ်ဆွေက bite out တယ် bite out နာကိုဖြစ်စေတဲ့အကြောင်းအရာအများကြီးပဲ bite out နာကလက္ခဏာတက်ပဲဘာကြောင့်အောင်းနေရလဲအစာအိမ်ကြောင့်လားအသေးကြောင့်လားအများကြီးပဲလေကျွန်တော်ဖြစ်နိုင်တယ် gall bladder ကြောင့်လားကြောက်ကြောင့်လားဖြစ်နိုင်တယ်အများကြီးရှိတယ်လို့ချောင်းဆိုးတယ်ဆိုတာလေလက္ခဏာတစ်ခုပဲချောင်းဆိုးတော့ဖြစ်စီတာအများကြီးရှိတယ် infection ဝင်နေလို့လားလေချောင်းကြောင့်လားအဆုတ်ကြောင့်လားအဲ့ဒါတွေကိုလိုက်ရှာရင် root cause တကယ်ဖြစ်ပေါ်စေတဲ့အကြောင်းတရားအဲ့ဒါကိုရှာဖွေတွေ့ရှိတယ်အဲ့လိုတွေ့ရှိပြီးတော့မှသူဒီဆုံးဖြတ်တာစဉ်းစားတာအဲ့တော့ဒီစုံတစ်ခုခုကို critical thinking အားကောင်းတဲ့သူကကြားလိုက်တာနဲ့မြင်လိုက်တာနဲ့သူဒီအဲ့အဆင့်နှစ်ခုချက်ချင်းခုန်ပြန်ကြော်လွှားသွားတဲ့အတွေ့အထဲမှာတကယ် root cause ကဘာဖြစ်မလဲတကယ်ဖြစ်ကြောင်းရင်းကဘာဖြစ်မလဲရဖက်ရခါမှာပြောမိစေခင်ဗျားကောင်မလေးကခင်ဗျားကိုစစ်ကောင်မယ်လीခင်ဗျားမောင်လေးပဲဖြစ်ဖြစ်မမရဲ့မောင်လေးပဲဖြစ်ဖြစ်မမရဲ့ကိုကိုပဲဖြစ်ဖြစ်ယောက်ျားလေးကပြန်ပြီးစစ်ကောက်တာမျိုးလည်းရှိမယ်လीအဲ့လိုနေရာမျိုးမှာစစ်ကောက်တယ်ဆိုတာကလက္ခဏာတည်တံ့ပဲတကယ်နောက်ွယ်ကကြော်ယူမှာဖြစ်ချင်တဲ့အရာတစ်ဖက်သားရဲ့ဖြစ်ချင်တဲ့အရာကဘာလဲဆိုတာကို critical thinking အားတာတဲ့သူကလူရင်းကိုတန်းပြီးတော့သိတယ်ဟာမင်းဘာဖြစ်လို့လဲမင်းဘာဖြစ်လို့စိတ်ကောက်နေရလဲစသည်ဖြင့်အဲ့လိုကိစ္စကိုတွားပြီးတော့အပေါ်ယံလက္ခဏာတွေကိုမဖြေရှင်းဘူးလူရင်းကိုဖြေရှင်းတယ်အယုတ်ကလေးမရလို့လားဒါမှမဟုတ်ကိုကချော့တာကိုခံကျင်လို့လားစသည်ဖြင့်ပေါ့နော်အဲ့တော့ critical thinking ဆိုတာကိုကျွန်တော်မိတ်ဆွေတို့ဒီနေရာမှာနားလည်ပြီးထင်ပါတယ်နောက်ထပ်စဉ်းစားပုံတစ်မျိုးကိုဆက်သွားမယ်နောက်တစ်ခုက system and design thinking system နဲ့ design thinking ဆိုတာအပေါ်ကနေခြုံကြည့်တာဗျာကိစ္စတစ်ခုခုခြုံငုံပြီးတော့စဉ်းစားလိုက်တာချက်ချင်းသူဆုံးဖြတ်ချက်တွေမချသေးဘူးဥပမာပြောအောင်ခုနကပဲကြည့်စိတ်ကောက်တယ်အရာရာအားလုံးကဆက်နွယ်မှုရှိနေတာလေအဲ့တော့စိတ်ကောက်သွားတဲ့အတွက်အယုတ်ဝယ်ပေးရတော့မယ်အယုတ်ဝယ်ပေးရမယ်ဆိုရင်အဲ့အယုတ်အတွက်ကုန်ကြမယ်စိတ်ကဘယ်လိုကိုတက်နိုင်တဲ့ဘောင်ကဘယ်လိုဘယ်နာဆိုင်မှာဘယ်လိုဝယ်မှာကိုချော့မှာဘယ်လိုပန်းစည်းလေးကဘယ်လိုပေးမှာဘယ်လိုစကားပြောတော့မှာကိုရကျင်တာကဘယ်လိုကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်ရောက်အောင်လို့အပေါ်ကနေခြုံငုံပြီးတော့ကြည့်လိုက်တာကျွန်တော်မိတ်ဆွေချောင်းဆိုးပြီโอเคချောင်းဆိုးတာလက္ခဏာအဲ့ဒီလက္ခဏာကို
ထဲထဲဝင်ဝင်နဲ့ရှာဖွေစဉ်းစားစမ်းသပ်ရမယ်အဲ့ဒီဖြစ်ကြောင်းရပါလေအဲ့ဒါပြီးသွားရင်မပြီးသေးဘူးဘယ်လိုစိတ်ကမ်းပြမှာလဲဘာဆေးတွေဝယ်တောက်မှာလဲဘယ်လောက်ကုန်ကြမှာလဲကုသမယ်အချိန်ဘယ်လောက်ကြာမှာလဲကျန်းမာသွားရင်ဘာဆက်လုပ်မှာလဲမကျန်းမာသွားရင်ဘာဆက်လုပ်မှာလဲအဲ့ဒီပြင်အဲ့ဒါကိုအပေါ်ကနေပြန်ခြုံပြီးကြည့်လိုက်တာက system and design thinking အဲ့ဒါကိုကျွန်တော်ဘယ်လိုပြောလို့ရှိလဲဆိုရင် holistic လို့ပြောလို့ရှိတယ် holistic ဆိုအပေါ်စီးကနေခြုံငုံပြီးတော့ကြည့်တိတ်ငှက်ကြီးတစ်ကောင်ကနေအပေါ်ကနေရန်ကုန်တစ်မျိုးလုံးကိုမြင်တွေ့နေရတဲ့ပုံစံမျိုးပဲအဲ့ဒါဒီစီးပွားရေးလူမှုရေးကျန်းမာရေးကြိုက်တဲ့နေရာမှာပဲဖြစ်ဖြစ်အပေါ်ကနေခြုံငုံပြီးတော့စဉ်းစားတာအစိတ်ပိုင်းနေအားလုံးကို design thinking ဆိုတာဘယ်လိုမျိုးလဲဆိုရင်ကိုယ့်ရဲ့လိုရင်းလိုရာဘက်ကနေပြောင်းပြန်သွားပြန်ပြီးတော့တွေးလိုက်တာပဲဗျာကိုကပစ္စည်းတစ်ခုခုရောင်းမယ်ဆိုရင်ဝယ်မဲ့သူဘက်ကဘယ်လိုပုံစံမျိုးနဲ့သူတို့ဒီအရာတာကိုခန်းစားရမှာလဲအဲ့ဒါကို design thinking လို့ခေါ်တယ်ကိုက YouTube channel လုပ်နေရဆိုရင်ကိုကြောင့်မိတ်ဆွေကြည့်နေတဲ့သူဘက်ကဘယ်လိုအနေအထားမျိုးနဲ့ဘယ်လိုခန်းစားပြီးဘယ်လိုကြည့်ရမှာလဲဆိုတာကိုထည့်သွင်းစဉ်းစားပြီးမှ content တစ်ခုကိုဖန်တီးတာ critical thinking နဲ့ design thinking အားကောင်းတဲ့သူကလက်တွေ့ဘဝမှာနေရာစုံကိုထည့်သွင်းပြီးတော့ကိုသုံးလို့ရတာကျွန်တော်မိတ်ဆွေခရီးသွားမယ်ဆိုရင်ဟိုရန်လည်းကျွန်တော်ပြောခဲ့ဘူးခရီးသွားမယ်ဆိုရင်ဘယ်လိုသွားမှာလဲပတ်စံဘယ်လောက်သုံးမှာလဲပမာတဲမှာလဲလမ်းကဘာကားနဲ့သွားမှာလဲယထာနဲ့သွားမှာလားလေမြန်နဲ့သွားမှာလားဘာလုပ်မှာလဲဘယ်နည်းပြန်လာမှာလဲလိုအပ်တဲ့စာရွက်စာတမ်းတွေကဘာတွေလဲစကနေစုံတဲ့အထီကိုစီကစင်ကားနဲ့သူဒီ critical thinking နဲ့စဉ်းစားတယ်ခုနကကျွန်တော်ပြောတဲ့ design thinking system thinking နဲ့ခြုံငုံပြီးတော့အစိတ်ပိုင်းတွေအားလုံးကိုဆက်သွယ်တယ်အချိန်တွေပတ်စံတွေအားလုံးကိုထည့်သွင်းပြီးတော့စဉ်းစားတယ်စဉ်းစားပြီးမှဆုံးဖြတ်တယ်အဲ့လိုလူနဲ့ကိစ္စတစ်ခုခုရှိတာနဲ့တက်ခနဲ့ဆိုပြီးတူတူလေးစဉ်းစားပြီးတော့ပြောချင်တာပြောတွေးချင်တာတွေးလိုက်တဲ့သူထင်ချင်တာထင်လိုက်တဲ့သူနဲ့အရန်ကွာခြားတယ်အဲ့ဒါဒီခင်ဗျာ business သမားတယောက်ခြေလှမ်းအစားပဲအောင်မြင်မဲ့ entrepreneur တယောက်ခြေလှမ်းအစားပဲပညာရှင်ကြီးတယောက်ဖြစ်ဖို့အတွက်ခြေလှမ်းအစားပဲအဲ့တော့ဒီစဉ်းစားပုံနှမျိုးသည်ကျွန်တော်မိတ်ဆွေတို့အတွက်အသုံးဝင်မယ်လို့ယုံကြည်ပါတယ်